ဒီနေ့ဟာဝါရှင်တန် DC တို့ရှောက်လန်းခဲ့တဲ့ကျွန်တော်တို့ရဲ့ခီးစဉ်ကြီးကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့တဲ့လာပါတဲ့နေ့တစ်နေ့ပါပဲယဟန်တော်များအာလောကနဲ့ကျွန်တော်တို့ရဲ့အဖွဲ့သားအားလုံးဟာဒီအောင်မြင်မှုအတွက်ဝမ်းသာပီတိဖြစ်နေကြပါတယ်ဆရာတော်ဘိက္ခုပညာကာယကအာလောကကိုလူထုပရိသတ်ကြီးရှေ့မှာချီးမြှောက်ထားပါတယ်ဒါဟာမေတ္တာငြိမ်းချမ်းခြင်းနဲ့အောင်မြင်မှုတွေကိုအားလုံးနဲ့အတူဝေမျှခံစားခဲ့ရတဲ့အမှတ်တရအခိုက်အတန့်လေးပါ109ရက်တာကာလအတွင်းမိုင်ပေါင်း1300ကျော်ခီးနှင်ခဲ့ပြီးနောက်ငြိမ်းချမ်းရေးကိုယုံကြည်ကြတဲ့ထောင်ပေါင်းများစွာသောလူထုကြီးနဲ့အတူလင်ကွန်းမမ်မိုရီရဲ့အရှိမကျွန်တော်တို့အတူတကွရပ်တည်နိုင်ခဲ့ပါပြီ။တမိုင်းဝင်ခီးစဉ်ကြီးအပြီးမှာတော့အလောကတယောက်ဒီနားမှာအေးအေးချမ်းချမ်းအိမ်မောကြနေပါတယ်။ဒါပေမဲ့သူထုံးစံအတိုင်းခါခဏဆိုသလိုမျက်လုံးလေးဖွင့်ပြီးယဟန်တော်တွေကိုလှမ်းကြည့်တတ်ပါသေးတယ်။သူ့ရဲ့အိမ်နေတဲ့ပုံစံလေးကတကယ်ကိုတက်တောင့်တက်တာရှိလာပါတယ်။လူတွေဟာသူအိမ်နေတဲ့ဗီဒီယိုလေးတွေကိုဘာလို့ဒီလောက်တောင်အလုရှုပ်ခံပြီးရိုက်နေကြတာလဲဆိုတာကိုလည်းသူတွေးနေပုံရပါတယ်နော်။ဒီမနက်မှာတော့ယဟန်တော်တစ်ပါးကအလောကတဲ့မျက်နှာနဲ့ခေါင်းလေးကိုအตาအယာနှိမ့်နေပေးခဲ့ပြီးမေတ္တာတွေဝေမျှခဲ့ပါတယ်။ခီးဝေးကြီးရှောက်လန်းခဲ့ပြီးတဲ့နောက်မှာသူခုလိုပျော်ရွှင်နေတာကိုမြင်ရတာဟာအားလုံးအတွက်စိတ်အေးချမ်းစရာပါ။တင်တို့ရဲ့အပြုံးတွေဆူတောင်းတွေနဲ့အတူတူရှောက်လန်းပေးခဲ့တဲ့ခြေလန်းတိုင်းအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။တင်တို့သာမရှိရင်ဒီအိမ်မက်ဟာလက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။ဒီနေ့ဟာခီးစဉ်တစ်ခုပြီးဆုံးချင်းတင်မကပဲကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာငြိမ်းချမ်းရေးတွေစတင်ပွင့်လန်းမဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်။တင်နှင့်တကောတတဝအပေါင်းကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။